နောက်နေ့မနေ့ကိုလာကြည့်လိုက်တော့ကျွန်တော်စိတ်ရောအမိုက်လုံးဝမရှိစေအောင်လို့ကျွန်တော်ကြောက်ခဲ့တယ်အဲ့နဲ့သူကလည်းပြောတယ်ဟုတ်လားဟိုစိတ်ကိုပြိတတ်တယ်အဲ့လိုကိုမိုက်ကိုသိမ်းသွားတာစီစနစ်ချလိုက်ရှိတယ်ပေါ့ကွယ်ကျွန်တော်လည်းဘယ်မှမမြင်ဘူးတဲ့အေးပေါ့ဟိုတချို့ပေါ့နော်ဟုတ်တယ်အဲ့လိုနေရာမျိုးကဆိုအမိုက်တရားပြစ်စက်ကထားမဟုတ်ဘူးလို့ကျွန်တော်စိတ်ုံတွေကိုလာကြည့်လိုက်တယ်အမိုက်လုံးဝမရှိဘူးလို့အမိုက်ရှိကြတာတွေ့လို့ကြရင်လို့လူရှင်တို့ရိုက်တက်သွားလိုက်တယ်ဟိုအဲ့ဒါဆိုရင်ညီလေးသေးကြတယ်ကိုကြီးတို့လည်းဘယ်နှဘောကခုလည်းမသိဘူးအဲ့ဒါတော့မပြောနဲ့ဆိုင်းဝင်ပြိတ္တတွေကဟုတ်ကဲ့ဘယ်မှမတွေ့ဘူးလို့ပြိတ္တဂျပန်မှာလည်းမတွေ့ဘူးအမေရိကန်မှာလည်းမတွေ့ဘူးစင်ကာပူမှာလည်းမတွေ့ဘူးငါလည်းမရောက်ဘူးပဲဟုတ်ကဲ့အမေကြီးပါလေသူကသူသားတဲ့တတ်တရရဒီစီသွားတာအဲ့ဒါတော့လက်ကခွေးရှိရလာရင်တော့လှယူတာဝန်ယူသွားတယ်လာကြောဘယ်လိုလာကြောတကယ်အဲ့ဒါပြောခဲ့တယ်အဲ့ဒါလူကြီးကိုလေဒီလေအဲ့နဲ့သူပြောတယ်ဟောတဲ့ညီလေးရဲ့ပြိတ္တတွေမိသားစုတွေအဲ့လိုမျိုးမိုက်ကိုတင်သွားတာငါတဲ့အဲ့ဒါဆိုရင်လည်းညီလေးရဲ့ကိုစကားနားထောင်တဲ့အဖွဲ့ဒီမှာကောက်နေပါတယ်တက်တော့မှတင်ပေးပါမယ်ကိုစီရောက်ဖို့လိုက်ပါမယ်ငါလိန်မာတဲ့သမီးလေးအမိုက်ကောက်နေပါတယ်ကြောင်နေပါ ਈ နော်အေးရခိုင်းလောက်ကြပါမယ်နော်အေးရခိုင်းရမလုပ်ပါဘူးရှေးကိုခိုင်းလို့